ခမ်းနားတဲ့ဆာကူရာစကူထဲမှာတော့ကျောင်းသားကျောင်းသူတွေအကောင်လုံးကအချောလေးတွေပါပဲအားကစားချိန်မလို့ကျောင်းသားတွေလည်းကစားကွင်းတစ်ခုနားမှာသွေးပူလေ့ကျင့်ခန်းတွေသွေးအေးလေ့ကျင့်ခန်းတွေလုပ်နေကြတာပါအဲ့ဒီကစားကွင်းနားကနေဖြတ်သွားတာကတော့ကျောင်းရဲ့ချောဆုံးကောင်မလေးကျောင်းသူတွေပါပဲကျောင်းသားတွေကတော့ကြွေကြမြေခနေကြတာပေါ့ဟေ့အောင်ရေအိုက်ဖွဲ့တဲ့စပင်အပြာရောင်နဲ့မှမျက်မှန်တက်ထားတဲ့ကောင်မလေးအဲ့ဒါကျောင်းသူအစ်စ်ပဲကွာတောက်ရှမ်းလာရောဟိဟုတ်တယ်ကွာအဲ့ဖွဲ့ထဲသူလေးအချောဆုံးလောက်ကြတယ်ငါတင်တော့စင်ကယ်လေးပဲနေမယ်ဟဲ့အောင်ထိုက်ကြီးမင်းစိတ်ဝင်စားအောင်လားအဲ့လိုချောတိုင်းလိုက်เสียလားကွာထိုက်ကြီးကွာထိုက်ကြီးတစ်ထိုက်ပဲရှိတယ်โอเคလေအဲ့ဒါဆိုလဲမင်းကငါဒေါ်လာ1000ပေးမယ်ကြပါမယ်မင်းသူ့စီအဖြေရအောင်လုပ်ရမယ်ဘလို့လဲလိုက်ရဲလားဟာဟာဟာဟေ့အောင်စိန်ခွန်တိမ်မော်ထိပါလိုက်ရဲတယ်ငါလက်ခံတယ်ကွာအေးငါလည်းလိုက်မှာနော်ဟာ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 ထိုက်ကြီးဆိုတာကတော့တကြောင်လုံးမှာအချောဆုံးကောင်လေးဖြစ်ပြီးကောင်မလေးတွေရဲ့အသေးနှလုံးကိုဖန်ဆားနေတဲ့ကောင်ဆိုးလေးဖြစ်ပါတယ်အဲ့ဒါကြောင့်သူ့အနေနဲ့ဒေါ်လာ1000ရဖို့ကအရန်လွယ်နေပြီလို့ထင်ထားတာပါ The next day နောက်ရက်စာသင်ခန်းထဲမှာတော့စပင်အပြာနဲ့ကောင်မလေးအယ်လီနာကစာသင်နေရပေါ့1နဲ့ပေါင်းရင်2ရမယ်2နဲ့8နဲ့မြောက်ရင်16ရမယ်မှတ်ထားနော်စာမေးပွဲမှာတာရီပါမယ်ဆီယာမကသာဇွတ်တွေသင်နေတာစောကြီးပဲကြီးထိုက်ကြီးတို့ကတော့စာမေးပွဲကြနေတုံးပါပဲထိုက်ကြီးညပေတော့များမှာစာမေးပွဲအောင်ပါလဲလာတိုင်းကြရုပ်လေးချောတလောက်စာမေးပွဲဆိုရင် special plan ဝယ်ပြီးတော့ကြတာပဲတခန်းလုံးလဲထိုက်ကြီးကိုဝိုင်းရီကြပါလေရောအဲ့လိုနဲ့အလီနာနင်ကအစင်တက်တောင်ရထားတာရောတော်လိုက်တာဟာပြောစမ်းမအောင်နင်ပါဆေးတွေစားလဲဟာပါဆေးမှမစားပါဟဲ့ဆီယမတင်ပေးတဲ့စာတွေထဲကအရေးကြီးတာတွေနှုတ်ထုတ်ပြီးတော့မှတ်ထားတာပဲအထက်ကတော့စိတ်ဝင်စားရပါပြီကျောင်းစင်းချိန်မှာတော့ထိုက်ကြီးတယောက်အလီနာကိုရီစာစကားပြောဖို့ကြိုးစားနေပါပြီဟေးအလီနာနင်ကစကားနည်းနည်းလောက်ပြောချင်တယ်နင်ကတော့ငါ့ကိုသိမှာမဟုတ်ဘူးမသိရင်လည်းမပြောနဲ့ပေါ့ဟဲ့တို့မဟုတ်ဘူးလေစကားနည်းနည်းလောက်ပဲပြောချင်တာပါပြောလေနည်းနည်းတော့ရမယ်ငါနည်းနည်းရှောက်လဲချင်လို့အဲ့ဒါရမလား sorry ပဲငါနဲ့နင်နဲ့သိတော့မသိသေးဘဲနဲ့ငါဘာလို့လိုက်ရမှာလဲနင်ကြောင်နေလားပြီးတော့မြတ်စာအညံ့ဆုံးကြောင်တာမဟုတ်ဘူးလားထိုက်ကြီးတို့တိုက်အိမ်ကတော့အရန်ကိုလှပတဲ့တိုက်အိမ်ကြီးတစ်လုံးမှာပဲဒါပေမဲ့ထိုက်ကြီးတယောက်နေ့လေကဖြစ်ခဲ့တဲ့ဖြစ်ပျက်ကြောင့်မပြောနိုင်ဘူးဖြစ်နေတာပါအကြောင်းကတော့သူလိုက်ခဲ့သမျှကောင်မလေးတိုင်းကလွယ်သလောက်အလီနာကတော့ခက်ချေချေကြီးဖြစ်နေလို့ပါဘာလားကွာ तू ကငါ့ကိုညင်းရလောက်ဘာမလို့လဲဟုတ်အဲ့လို့တော့မပြောတော့ကွာစာအညံ့ဆုံးကြောင်သားမလားလို့တော့မေးသွားသေးတယ်အခုတော့ထိုက်ကြီးတယောက်အလီနာကိုလိုက်ဖို့အရင်ကောင်မလေးတွေလိုမလွယ်ဘူးဆိုတာကိုသဘောပေါက်သွားပါပြီအဲ့ဒါကြောင့်တီလာစာမေးပွဲကိုအောင်ဖို့စာရီအသေးတန်ကြက်ပါတော့တယ်ဂုံယူပါတယ်မောင်ထိုက်ကြီးနင်တီလာတော့စာမေးပွဲအောင်သွားပြီပေါ့လေအဲ့ဒီလိုနဲ့အားလက်ချိန်စာကြည့်တိုက်ထဲမှာတော့ဟေးအလီနာဘလို့လဲငါနေနဲ့တူတူရှောက်လဲလို့ရပြီမလားငါစာမေးပွဲအောင်နေဟာအောင်နေဘာနင်စာမေးပွဲအောင်တာနဲ့ပဲနင်နဲ့ရှောက်လဲမယ်လို့ငါပြောမိလို့လားနင်တကိငါကြောင်ကောင်းမယ်ချီတိုက်ကြီးတယောက်တော်တော်လေးကိုဒေါပွားသွားတာပေါ့မုံရောက်တဲ့နေရာမှာတော့အလီနာတယောက်ပြဿနာတက်နေပါပြီသူယူထားတဲ့မုံတွေနဲ့ចောင်းသားတယောက်ကိုမတော်တဆတိုက်မိသွားတာပါမင်းတောက်လုံးကန်းနေရလားလေးလုံးကျမတောင်းမှန်ပါတယ်ရှင်မတော်တဆဖြစ်သွားတာပါဘာတောင်းမှန်နဲ့ဟတ်လားတောင်းမှန်ရုံနဲ့ရမလားကွာကျမတကယ်တောင်းမှန်ပါတယ်ရှင်အဲ့ဒီချိန်မှာပဲထိုက်ကြီးရောက်လာပြီဟေ့သူတောင်းမှန်နေတယ်လေကွာအဲ့လောက်ထိစိတ်ဆိုးစရာမဟုတ်ပါဘူးကွာနေစမ်းမအောင်မင်းကဘာကောင်းမလို့လဲထိုက်ကြီးလည်းအနိုင်ကျင့်တဲ့ကောင်ကိုလက်သီးနဲ့တီးထုတ်ပြစ်လိုက်ပါတော့တယ်အဲ့ဒီခါမှပဲရှောင်းမလုပ်ပါနဲ့ကွာငါတောင်းမှန်ပါတယ်မင်းသူပြန်တောင်းမှန်လိုက်စမ်းမဟုတ်ရင်ငါထပ်ပြီးတီးမှာနော်ကျွန်တော်တောင်းမှန်ပါတယ်ဗျာဟုတ်ရပါတယ်ရှင်ကျမလည်းတောင်းမှန်ပါတယ် A few minutes later ကျေးဇူးပါပဲထိုက်ကြီးရပါတယ်ဒါနဲ့မင်းကိုညစာလိုက်ကြွေးချင်တယ်ရမလားရပါတယ်ရှင်ရပါတယ်ညဖက်ကိုရောက်တဲ့အခါမှာတော့ထိုက်ကြီးနဲ့အလီနာလည်းအရန်ကိုတာယာလှပတဲ့နေရာကောင်းလေးတစ်ခုမှာညစာစားနေခဲ့ကြပါတယ်တယောက်အကြောင်းတယောက်မိတ်ဆက်ရင်ရီစီယာတွေလည်းပြောနေကြတာပေါ့အလီနာမနေ့ပြန်စနေနေ့နော်စနေနေ့ဆိုတော့ကျောင်းပိတ်တယ်လေကိုရိုပန်းချန်သွားမကောင်းလားကောင်းတယ်လေကျမလည်းပန်းချန်မရောက်ဘူးသေးဘူးဒါပေမဲ့တနင်္ဂနွေနေ့မှသွားမယ်